ဝင်ခဲ့ပြီနော်ဘယ်နှလောက်ထိရမလို့ရတယ်ဘယ်နှလောက်ထိရနော်ဟုတ်မေဘာတွေခက်ခဲဖြစ်နေရတော့ပြောခက်ခဲတွေကြုံနေဒီအမတစ်တော်ကအရင်လေးကတင်တာကျွန်တော်သူ့ရဲ့ဗီဒီယိုပိုင်းလေးကကျွန်တော်ဝိုင်း share လာကြတာ share လာတော့ကျွန်တော်ဒီ file လေးကိုတွေ့လာတာအရန်ဒုက္ခရောက်နေရဆိုလို့အိမ်ကလည်းရိုးရိုးရိုင်းနိုင်လေလုံးဝမရဒါတမီးလားတမီဒါပဲရှိဟုတ်လားလာလည်းမရှောင်းနိုင် မရှောင်းနိုင်ဘူးဒီကနှစ်ဖက်လုံးကအကျိုးခင်တရုတ်တိုက်ပဲခင်တရုတ်တိုက်ပဲဒီထက်မိမဲ့ဖို့ကကြတော့ तू ကသွားပါများတော့လေပုံပုံပြီးတော့သွေးသိန်းနေထွက်မိမကအဲ့လိုတွေကိုထွက်လာလားဦးကြထားတာအားကြောင့်မလို့အနန်းနဲ့ထွက်တယ်နော်နော်ကတော့လုတ်တဲ့ကိုရတဲ့ဟာလေးနဲ့တော့စိတ်မိတူနေတော့ဦးကြနေလားဦးကြလားအုံလိုက်ကြီးလားအုံလိုက်ကြီးအကုန်လုံးကိုထွက်ကြတာအမေကြီးကြီးပြင်မဲ့မှာအဲ့လိုကြီးကိုလားဟိုမလက်တော့နေရပြီနော်ရရကျွန်တော်နော်အမေစားနိုင်လားအစားရကြလိမ့်မစားနိုင်တက်ကဘယ်လောက်ရှိ86လာမီလေးနေရောက်တယ်ဒီမှာဟုတ်တယ်နေရောက်တယ်ဒီပေါ်မှာအိတ်တာလားအိတ်လို့မရတော့ဒီပေါ်မှာအိတ်လို့ရအောင်နော်ပြည့်စည်ထားအောင်လောက်ပဲရပါနော်အော်ဒီမြေကြီးပဲရမြေကြီးတဲ့အိတ်ကြတာမိုးတယ်ဆိုသူကငုတ်တုတ်လေးတွေထိုင်းနေမိုးရရင်တော့ဟောနေတော့ငုတ်တုတ်ထိုင်းပါရှေးတယ်လို့စင်ကြပါအပေါ်ကနေစီးကြအပေါ်ခြုံရှေးအကောင်ဆောင်းလေးကပတ်ဆောင်လေးအဲ့ဒီမှာလာမီနဲ့ရှင်းမိဗျာဒုက္ခတွေကိုရောက်လို့အဲ့လောက်ဒုက္ခရောက်နေကျွန်တော်လည်းမတွေ့ရဘူးဒီအမတင်လိုက်လို့တွေ့လို့မလို့ဒီအမနဲ့ချိတ်ဆက်ပြီးကြတော့ကျွန်တော်လာတာဒီအမကိုအကူညီတောင်းရတာအမတို့လို့ဆိုရင်လည်းဖုန်းတွေပါမတုံးတယ်ဦးတယ်ဘာမှမသိဘူးဒုက္ခတွေရောက်နေကြမကိုမသိတာရိုးကန်ကြီးလေကြည့်ရလားသိနာမလဲဘာသိဘူးရိုးကန်ကြီးအဲ့ကြောင့်တနာလုတ်တင်ပေးလိုက်တာတမီနဲ့ချက်သားတယ်ရှိစားတယ်ဒီလိုတိုက်ပြီးအိမ်ဘက်ကိုလာပြောလို့လုတ်ပေးလိုက်ဟောအဲ့လိုကြီးကိုလာကဲမေးလာခဲ့ပြီတက်နိုင်တော့လေးလူပေးခဲ့မယ်ပြောလာတဲ့လာတော့ဘယ်ကတားလာမှလို့လာပြောတာဆိုအမအဲ့တော့ပြောလိုက်တော့ဘလို့နေတော့ပြောတော့ဘလို့နေတော့နဲ့လာမယ်ပြောတော့ဘလို့နေကြာဘူးလာမယ်ပြောတော့ဘလို့နေလဲတဲ့ပြောလားဟောပြောတယ်တဲ့အဲဒီမှာနားကြားရတယ်တဲ့အဲ့တော့အလူရှင်နဲ့မပြောဘူးမယ်နားထောင်ပြလိုက်အောင်နော်အလူရှင်ကဘယ်လိုလဲရှိမလဲဆိုရင်တတလေးမောင်ချစ်လွန်ဦးရဲ့ရှစ်နှစ်ပြည့်မွေးနေ့ကုသိုလ်ပြီးတော့ကျွန်တော်ဒီမှာတတိန်လူတာလေးရှိရနော်ပြီးရင်ကျွန်တော်တို့ဥခွန်တီဟအောင်တောင်ကြီးမြို့တောင်ကြီးရွာတိုင်းမှာဒါရွှေရင်ကျော်ခိုင်းတော်မိသားစုမောင်နှမများတိုင်းမှာလည်းကျွန်တော်ဒီကိုလာတင်တတိန်လူတာလေးရှိရအဲ့တော့2တိန်ရှိတယ်3တိန်ပြည့်အောင်ဖြည့်လူပေးမယ်ဥယျံရှင်ဒေါခင်လာမိသားစုတရုတ်ပြည်ရတိုင်းမှာလူတို့ထဲရတိုင်းမှာကျွန်တော်တတိန်ဖြည့်ပေးမယ်စုစုပေါင်း3တိန်ထောက်ပံ့ပေးခဲ့မယ်ဟုတ်ပြီနော်ကြားလူမကြားလို့နာသူများပြောတာကိုဟိုလိုဒီလိုလောက်နေရထင်တယ်အမေအလူငွေ3သိန်းအလူရှင်3ဦးပေးလိုက်ပါဆိုတယ်မကဘာတော့ကြာကြာချိန်ကြပါစေဒီမှာအော်မရပေါင်းနိုင်ပါစေအလူတွေတိုင်းနဲ့ပေးနိုင်ကြပါစေဦးကြီးကြတယ်နော်ဟုတ်ပါကျူးဆိုင်လိုက်အောင်နော်တဲ့တဲ့ဆေးလေးပါလေးနော်အိမ်လေးလုံးချင်တာလို့ခဏပြောနေအိမ်လေးလုံးချင်တာအိမ်လေးကဝါးတိုင်းလေးနဲ့မျောတိုင်းနဲ့စွေးနေပြီနော်ဟိုမှာတိုင်နေတော့သူကဒီအိမ်လေးကိုကူညီပေးပါဆိုတာနဲ့တင်ပေးလိုက်ဟောဟုတ်ပြီဗျနော်ကျွန်တော်တမျိုးတမီပြီးမှစဉ်းစားပေးမယ်ဒါလေးကအပေါ်ရန်အမေတို့ကျမကြီးဖြစ်စားရေးတောက်ရေးဖြစ်အစင်ပြေလို့တင့်တော်လေးတုံးလို့ရတယ်နော်ဟုတ်ပြီနော်အလူရှင်ကလိုအပ်တာလေးကိုအခက်အခဲဖြစ်တာလေးကိုလှူခိုင်းလို့ဟုတ်ပြီနော်မန္တလေးကပလာဟီတာကြီးကိုဖြိုးတဲ့နာမည်ကကိုဖြိုးတဲ့ပလာဟီတာဟောပလာဟီတာကိုဖြိုး